ဆိုဖြတ်စတောက်တူလေးနောက်ဘက်ကဖြတ်စတောက်တူလေးကခြားတော့မီးပူတိုင်မယ်ဆိုရင်ဒီဘက်ကနေရင်တိုင်မယ်တိုက်ပြီးတော့မှအလောက်တစ်ခုလန်ပြီးတော့မှမီးပူထပ်ပြီးတော့တိုင်မယ်လဲတာကကြတော့ဘယ်ဘက်လဲမလဲဆိုကိုလဲချင်တဲ့ဘက်လဲလို့ရတယ်ဒီဘက်လဲတာရှိသလိုဒီဘက်ကိုလဲတာလဲခါဘက်ကိုလဲတာရှိသလိုเนาะ